ဂျင်သွားတဲ့အခါမှာသူများရှိမှကြည့်ကောင်းခြင်းနဲ့စိတ်နဲ့ကိုမျက်နှာပေါ်မှာတစ်ခုခုလေးပြီး gym ဆော့ရဲဆိုလို့ရှိရင်ချွေးပေါက်ပိုးပိတ်နိုင်တယ်ဒီအသားရည် skin problem ပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီပတ်ဆက်မကုန်မဲနဲ့နောက်တဲ့ skin care လုပ်နည်းတနည်းကတော့ gym ဆော့တဲ့အချိန်မျက်နှာမှာဘာမှလိမ့်မထားဘဲနဲ့မျက်နှာတစ်ပြီးမှ gym ဆော့ရဲ့နည်းလမ်းမှာအသက်25နှစ်နဲ့အထက် Dry Skin Version မျိုးသားတယောက်အနေနဲ့ကျွန်တော်သုံးပြနေတဲ့ product လေးတွေကိုဝေမျှပေးခြင်းပါတယ်25ကျော်လာပြီးနောက်ပိုင်းမှာကိုယ် skin ကteenager 20တလို့နုနယ်မှုသိမ့်မရှိတော့ဘူး collagen ထုတ်လုပ်မှုလည်းနည်းလာပြီပြီးတော့ skin ရဲ့ moisture ကလည်းတဖြည်းဖြည်းလျော့နေလာပြီပေါ့နော်အဲ့ဒီခါမှာကျွန်တော်ရဲ့ဒီအသားရည်ကိုထိမ့်သိမ်းတဲ့ပုံစံကပြောင်းလဲလာတဲ့အသားရည်ပေါ်မူတည်ပြီးတော့ချင်းကြီးပေးရတယ်ပေါ့လေဆိုတော့ကျွန်တော်လိုမျိုးပဲ dry skin passion ဖြစ်မယ်နောက်ပြီးတော့ over 25ဖြစ်မယ်ဆိုလို့ရှိရင်တော့ဒီ video ကမိတ်ဆွေတွေအတွက်ပို့ပြီးတော့အထောက်အကူဖြစ်ပါလိမ့်မယ် skin care လိုချင်းရဲ့ basic ဖြစ်တဲ့ cleansing moisturizing sunscreen အဲ့ဒီအနေစာပြီးတော့ cleansing အတွက်ကတော့ကျွန်တော်facial cleanser တခုလည်းပဲသုံးပါတယ်ကျွန်တော်လက်ရှိသုံးပြနေတဲ့ facial cleanser ကတော့ဒီ Pond's ရဲ့bright miracle ဆို bright miracle ဒီ with collagen ဆိုတဲ့ဒီမျက်နှာသစ်ဆက်ပြလေးပါပုံကိုလည်းဒီဘက်ဘေးမှာပြထားပေးပါမယ်ကျွန်တော်ကပုံမဲ့ဒီမျက်နှာသစ်ဆက်ပြကပဲလို့ skin care product တွေဆိုရင်ဒီဈေးနှုန်းအသင့်တောင်မှကိုယ်သဘောကျရဆိုလို့ရှိရင်ဈေးပိုကြီးတာဝယ်ပြတယ်ဆိုမှမျက်နှာသစ်ဆက်ပြကိုတော့ဈေးအနည်းဆုံးကိုပဲဈေးသက်သာဆုံးကိုပဲရွေးချယ်ပြီးတော့ဝယ်ယူလေးရှိပါတယ်ဒါပေမဲ့ဈေးတော့သက်သာရမယ်ဒါပေမဲ့စိတ်ချရတဲ့ product လည်းဖြစ်ရမယ်ပေါ့လေဆိုတော့ပုံမှန် solution ကျွန်တော်က whip foam တွေကိုသဘောကျတယ် whip foam တွေရဲ့ဒီအမြုပ်လေးတွေကတခြားမျက်နှာသစ်ဆက်ပြတွေထက်ပိုပြီးတော့နူးညံ့တယ်ဒီအတွက်ကြောင့်မို့လို့သိရတဲ့အခါမှာသိရတဲ့ feeling ကပိုပြီးတော့တန့်တယ်လို့လည်းခံစားရတယ်ပေးတဲ့ဈေးနဲ့ quality နဲ့တန်တယ်လို့ခံစားရပါတယ်။ဘာလို့လဲဆိုတော့မျက်နှာသစ်ဆက်ပြတကူကောင်းအောင်မယ်ဆိုလို့ရှိရင်ပထမချက်ကျွန်တော်တို့ကတော့အမျိုးထွယ်အောင်ကောင်းအောင်မယ်ဒုတိယအချက် cleansing power တန့်စင်နေစွမ်းရှိရမယ်တတိယအချက်မျက်နှာတစ်ပြီးတော့အချိန်မှာ skin မှာဒီ moisture ကျန်ခဲ့ရပဲပေါ့နော်အသားချော့ချော်ကြီးဖြစ်မတော့ဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီ Pond's ကိုသုံးပါတယ် okay နောက်ထပ်ကျွန်တော်တို့ moisturizing ကိုဆက်ပြီးသွားတာပေါ့ဒီတစ်မျိုးကတော့ဒီမြင်လာတဲ့သိမယ်ထင်ပါတယ် Nivea cream မှာကျွန်တော် full review video လည်းလုပ်ထားပေးပူပါတယ်သူတွေတက်နေမလဲဘယ်သူတွေနဲ့အဆင်ပြေလောက်ဘူးလဲဆိုတော့လည်းအဲ့ video မှာတေချာလေးရှင်းပြထားပေးပါတယ်အဲ့မှာတော့ပြီးတော့ကြည့်လို့ရပါတယ် night time မှာသုံးပါတယ်သူတစ်မျိုးနဲ့သုံးလို့ရှိရင် blend လုပ်ရခဲ့တဲ့ပဲကြောင့်မလို့ကျွန်တော်ဒီကောင်နဲ့တွဲပြီးသုံးပါတယ်ဒါကတော့ L'Oreal Paris ရဲ့ Revitalift Milky Toner ဖြစ်ပါတယ်သူတစ်ပြည့်25နှစ်နဲ့အထက်မျိုးသားမျိုးသမီးတွေအကောင်လုံးအတွက်ကိုကျွန်တော် recommend လုပ်ချင်တယ်ကျွန်တော်ဒီကောင်ကိုဒီအသက်20သားလောက်ပေါ့နော်အဲ့တုန်းကကျွန်တော်သုံးဘူးတယ်ဒါမှအဲ့တုန်းကကိုယ့်ရဲ့ skin lower check နဲ့ product နဲ့မကန့်ညီသေးလို့ထင်တယ်တိတ်ပြီးတော့ဒီထူးရလာရလို့မခံစားရအောင်ဒါမဲ့ဒီအဲ့25နှစ်နဲ့အထက်26ကနေ27ကို9သက်နဲ့ကာလတွေဒီကောင်းကိုသုံးတဲ့အခါမှာကိုယ်အသားရည်နဲ့တော်တော်လေးကိုက်ညီရတော်တော်လေးအဆင်ပြေလို့ခံစားရတယ်ပေါ့နော်အဲ့တော့သူ့မှာပါတဲ့အဓိက ingredient က retinol ပေါ့နော်ပြီးလို့ရှိရင်သူက anti wrinkle အရေးကြောင့်သက်သာစေရအဓိကသူက anti aging ကိုအဓိကထားပြီးထုတ်တာရပေါ့နော်ပုံမှန်အဖြစ်ကကျွန်တော်တို့ဒီ toner တို့ဒီ emotion တို့ no hero ဆိုတာကသူတူးတဲ့သုံးရုံနဲ့ပြီးပြက်လည်းမရှိဘူးပေါ့နော် moisturizer ထပ်ပြီးတော့လိုက်ကရတယ်ဒါပေမဲ့ဒီကောင်ကတော့တစ်မျိုးတည်းကို all in one အနေနဲ့ထားပြီးတော့သုံးလို့ဖြစ်ပါတယ်ကျွန်တော်ရှင်းပြပြောသလိုပဲ over 25 day နောက်ပြီးတော့အဲ့ထက်အသက်ကြီးရသူတွေဆိုလို့ရှိရင်ဒီအရေးချောင်းသက်သာခြင်းတဲ့သူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာsunscreen မှာကျွန်တော်လက်ရှိသုံးပြနေတာကတော့ Derma-B တစ်စိမ့်ပါဒီကောင်မှာဒီဘူးလေးကတော်တော်များများမြေဘူးကြပါလိမ့်မယ် budget sunscreen ဆိုပြီးတော့လည်းနာမည်ကြီးပါတယ်ဆိုတော့300အတော်လေးအဆင်ပြေပါတယ်ဒါပေမဲ့ဒီကောင်ကကျွန်တော်အနေထင်တာတော့ dry skin အနေနဲ့ပဲ okay လိမ့်မယ်ကျွန်တော်အသားရည်အမျိုးအစားနေတော့အဆင်မပြေတော့ဘူးသူ့ရဲ့ဈေးနှုန်း9000ဝေးကျင်မှာ200 ml ပါတာကြောင့်တော်တော်လေးအသုံးခံတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တို့ sunscreen လေးကမျက်နှာရဲ့ကုတ်ကဲနောက်ပြီးတော့ကိုဒီနေအောင်နဲ့ထိနေမယ့်နေရာတွေကိုအဓိကထားပြီးတော့လေးပြပါတယ်ဆိုတော့ကျွန်တော်ဒီကောင်ကုန်းနာတာကနှစ်ဘူးမြောက်ပါ300ဒေါ်လေးအဆင်ပြေရယ်ကိုကအသားလေး6တယ်ဒီ budget sunscreen လည်းရှာနေဆိုလို့ရှိရင်တော့ Derma-B ရဲ့ဒီကောင်ကိုကျွန်တော်highly recommend လုပ်ချင်ပါတယ်ခင်ဗျာဒီ cleansing ပြီး moisturizing ပြီး sunscreen ပြီးဆိုလို့ရှိရင် special care ပေါ့နော်အကိုအသားရည်ကိုအထူးတက်လက်ကြီးစိုက်ချင်တဲ့အခါမှာကျွန်တော်သုံးပြတာကတော့အထူးသဖြင့်ကျွန်တော် wash နေညစ်ပြီးရဲ့အချိန်နောက်ပြီးတော့မျက်နှာမှာအပူလေးတွေနည်းနည်းပို့ပြီးတော့ထွက်လာတယ်လို့ခံစားရတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Derma Factory ရဲ့ဒီniacinamide 20% serum ကိုသုံးပါရဲ့ဒီကောင်ကိုကျွန်တော်
daily မသုံးပါဘူးအခုရှေ့ပြောဆိုပဲ watch and ထွက်နေတဲ့အချိန်ဒါမှမဟုတ် watch and မာယိုလေးကြီးကြံနေတဲ့အချိန်ဆို skin ရဲ့ healing process ကိုပို့ပြီးတော့ညံတဲ့အခါမျိုးမှာဒီကောင်းကိုသုံးပါတယ်သူကကြောင့် niacinamide က percent တော်တော်များတာဆိုတော့လေအဲ့တော့အထူးသဖြင့်တစ်ပတ်ကိုတစ်ချိန်လောက်တော့သုံးပြပါတယ်ထားလာသွားမယ်ဆိုတဲ့အချိန်မျိုးတွေမှာသုံးပြတဲ့ဒီမျက်နှာလိမ့်တဲ့ cream ပေါ့နော်sunscreen ပြင်ထပ်ပြီးတော့သုံးကျင်တဲ့အခါမှာသုံးပြတာတော့ဒီ Nivea Men Cream မှာဒီကောင်းကြောင့်လည်းကျွန်တော်ထွေထူးမပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သူ့ကို full review video လုပ်ထားပေးပြီးသားမလို့ပါကျွန်တော်ရဲ့ channel မှာဒီကာရဲ့ review video ဝင်ကြည့်လို့ရပါတယ်ယောက်ျားလေးတွေအတွက်ကျွန်တော်တော့ဒီကောင်း highly recommend လုပ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီbody care အတွက်ပေါ့နော် body care အတွက်ဆိုလို့ရှိရင်ဒီပထမတစ်ချက်ကကျွန်တော်တို့ဒီယောက်ျားလေးချွေးထွက်ရမ်းတန်တယ်ဒီဘက်ကြောင့်မလို့ကိုကဗျာမမွေးနေပါစေကိုယ်ခန္ဓာကိုယ်ကအနည်းဆုံးထွက်မနေအောင်တော့ဒါထိသိမ်းနေတယ်ပေါ့နော်ဒီဘက်ကြောင့်ကျွန်တော်တို့ဂျိုင်းနဲ့ပြဖို့အတွက်ကတော့ deodorant ကမဖြစ်မနေသုံးသင့်တယ်ကျွန်တော် deodorant roll လည်းသုံးတယ် deodorant spray လည်းသုံးတယ်roll တွေကသုံးရတော့အဆင်ပြေဒါပေမဲ့ဘာမှပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ဒီအင်ကြီးတွေကိုစွန်းနေပေါ့နော်အဲ့လိုမျိုးအဖြူတွေတို့အယောင်နူးတာတွေဝတ်တဲ့အခါကျလို့ရှိရင် roll တွေကတိတ်ပြီးတော့အဆင်ပြေလေးမရှိဘူးအဲ့တော့ကျွန်တော်ဒီ color အယောင်နူးတဲ့အင်ဂျီမျိုးတွေသုံးပြတဲ့အခါဝတ်တဲ့အခါသုံးပြတာကတော့ကျွန်တော်ဒီကောင်မှာဒီ Nivea ရဲ့ deodorant spray ပါ Nivea ကသုံးမြတ် deodorant spray အကောင်ကျွန်တော်သုံးပါတယ်အနံ့ပြော့တာကြီးအကောင်သုံးတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်လက်ရှိသုံးနေတဲ့ဟာကိုပြတာသူကထုတ်သမျှ spray အကောင်ကျွန်တော်သဘောကျတယ်ဟိုတစ်ခုနဲ့တစ်ခုထပ်အောင်လဲကျွန်တော်ဝယ်လေးမရှိဘူးအဲ့လိုမျိုးအယောင်မတူတာ deep serum spray လဲဝယ် formal လဲဝယ်ရပဲပေါ့နော်အဲ့လိုမျိုးဆိုတော့Nivea မှာစိတ်ချတာသူတို့ရဲ့ deodorant roll ပဲဖြစ်ဖြစ် spray ပဲဖြစ်ဖြစ်ဒီယောက်ျားလေးတယောက်ရဲ့ချွေးနဲ့ပြင်းတာတော်တော်လေးထိမ့်သိမ်းနိုင်ပါတယ်တခြား roll တစ်စိတ်ဒီကျွန်တော်သုံးလို့အဆင်မပြေပါဘူးဒီကောင်နဲ့တော့အဆင်ပြေပါတယ်ဆိုတော့ပြီးတော့သူ့မှာပါတဲ့အမွေးနှံ့ကလည်းဒီ body spray ဖြစ်တာကြောင့်အချိန်တစ်ခုကြာအထိရောခံပါတယ်ဒါကြောင့်မလို့ကိုသိန်းနဲ့လို့အနံလေးတစ်ခုလည်းကြံနေခြင်းနဲ့နောက်ပြီးချွေးနဲ့လည်းထင်းနေတယ်ဆိုလို့ရှိရင်တော့ယောက်ျားလေးကိုအတွက်ဒီ body spray recommend လုပ်ပါတယ်ကျွန်တော်အနံ့ပြော့တာကြာကိုဒီကောင်ရွေးတာပါတချို့ကလည်းရှိရဲယောက်ျားလေးမို့ format သုံးနေတယ်ဆိုလို့ရှိရင်ဒီလို spray ကို format version ရှိပါတယ်ခင်ဗျာbody care အတွက်ဆိုလို့ရှိရင်တော့ကျွန်တော် lotion သုံးပြပါတယ် lotion ကကျတော့ကျွန်တော်ပုံမှန်အဖြစ်လိန်ခဲရပေါ့နော်အခုလိုနေရာဒီရမ်းပူတဲ့အချိန်ဆိုပိုတော့မှမလိမ့်ပြသေးတယ်ဒါပေမဲ့တပတ်ကိုတစ်ချိန်ဒါမှမဟုတ်တစ်လကိုနှစ်ချိန်လောက်တော့ဒီခန္ဓာကိုယ် special care အနေနဲ့လုပ်ဖြစ်တယ် Nivea ရဲ့ extra bright double moisture ဆိုတဲ့အကောင်မှာအသားဖြူခြင်းတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကောင် recommend လုပ်တယ်ဒီလိမ့်လိုက်လို့ရှိရင်လည်းသူ့မှာနည်းနည်းဒီ color လေးပါရပေါ့နော်ဆိုတော့လိမ့်လိုက်တာနဲ့ချက်ချင်းအသားဝင်းတက်သွားတယ်ကျွန်တော်တော့lotion လေးရတဲ့ရွေးချက်ကတော့ဒီတိုင်းပဲအသားဒီ scrub တိုက်ပြီးတဲ့အခါမှာ skin တွေလိုအပ်တဲ့ moisture ကိုကောင်းကောင်းရအောင်ပြီးတော့ကိုနိုင်က dry skin ဖြစ်တာကြောင့်ဒီအသားရည်ရဲ့အဆိုဓာတ်ကိုထိန်းသိမ်းပေးခြင်းတာကြောင့်လေးမြစ်ပါတယ်အသားဖြူခြင်းတယ်ဆိုရရွေခြင်းတယ်တော့မသုံးမျိုးဘူးဒီအတွက်ကြောင့်မလို့ဟို lotion လေးလို့ရှိရင်အသားဖြူလားမဖြူလားအောင်သိပြီးတော့ gyu site တဲ့သူမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီ body care အတွက်တော့ကျွန်တော်ဒီ Nivea body lotion သုံးပြပါတယ်ခင်ဗျာကျွန်တော်အသား၆တဲ့သူဆိုတော့ဒီကုလုံးနီးပါးကဒီ moisture ဖြည့်ပေးရတယ်ပေါ့နော်အဲ့တော့ယောက်ျားလေးဖြစ်တာကြောင့်အပြင်သွားကောင်မှာ lip balm ကြီးခဏထုတ်ဆုံနေရတာတို့ lip balm သုံးရတာတော့မကြိုက်ဘူးဒါပေမဲ့လည်းနှကန်းက6နေသေးတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ကညဘက်အိတ်တဲ့အချိန်lip balm လိမ့်ပြီးတော့အိတ်ရတာကိုပို့ပြီးတော့အဆင်ပြေရပေါ့နော်နေကင်းမဲ့ကြမှာနှကန်းပေါ်မှာတစ်ခုခုလိမ့်ထားရတာကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ကျွန်တော်သုံးပြတာလက်ရှိသုံးပြတာတော့ဒီ Vaseline ရဲ့ lip therapy ပါကျွန်တော်အစမ်းရောင်တခုလည်းရှိသေးတယ်ဒီကောင်လေးကတော့ Cocoa Butter ဆိုတဲ့ဒါလေးပေါ့နော် Berger lip balm နဲ့မှာတော်တော်လေးသုံးလို့အဆင်ပြေပါတယ်နောက်ပြီးတော့ဒီကောင်နဲ့အတူကျွန်တော်နောက်တစ်ကြိုက်တာ Laneige လားကျွန်တော်အတန်းမိုင်းမနေပါလိမ့်မယ်အဲ့ Korea brand ကထုတ်တဲ့ lip balm လဲကျွန်တော်သဘောကျပါတယ်လောလောဆယ်ကကုမ္ပဏီအကြောင်းထပ်မဝယ်ပြလို့ပါLaneige တဲ့ဈေးပိုတက်တာပြီးတော့သူနဲ့အာနိတင်ရေမောင်တန်းနိုင်တာဒီ Vaseline မှာဒီ Vaseline လည်းမသိရခြင်းမရှိပါဘူးအဲ့တော့နှကန်းလျှောက်တာအတွက်တော့ကျွန်တော်ညဘက်မှာ Vaseline လိမ့်ပြီးတော့အေးဖြစ်ပါတယ်။နောက်ထပ်အမျိုးသားတွေအတွက် skin care tip တခုကကြတော့အားကစားလုပ်တဲ့အချိန်မှာမျက်နှာပေါ်မှာဘာမှလိမ့်မထားသင့်ပါဘူးကျွန်တော်တို့ gym ဆော့တယ်ဒါမှမဟုတ်အဲ့ထက်ပိုပြီးချွေးထွက်တဲ့အားကစားတွေလုပ်တယ်ဆိုတဲ့အခါမျိုးမှာမျက်နှာပေါ်မှာဘာမှမရှိကအကောင်းဆုံးပါကျွန်တော်ဆိုလို့ရှိရင်ဂျင်မစော့ခင်ဂျင်သွားကနေအမြဲမျက်နှာတစ်ပါတယ်မျက်နှာပေါ်မှာဘာမှမရှိဘဲနဲ့ချွေးထွက်တဲ့အားကစားမျိုးလုပ်တဲ့အခါမှာ
မျက်နှာကိုဘယ်လိုပြောမလဲ detoxing effect ကိုတခါနဲ့ရပါတယ်အဲ့လိုမှပို့ပဲနဲ့ကိုမျက်နှာပေါ်မှာဟိုဂျင်သွားတဲ့အခါမှာသူများရှိမှကြည့်ကောင်းခြင်းနဲ့စိတ်နဲ့ကိုမျက်နှာပေါ်မှာတစ်ခုခုလေးပြီး gym ဆော့ရဲဆိုလို့ရှိရင်ချွေးပေါက်ပိုပိတ်နိုင်တဲ့ဒီအသားရည် skin problem ပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီပတ်ဆက်မကုန်မဲနဲ့နောက်တဲ့ skin care လုပ်နည်းတနည်းရတော့ gym ဆော့တဲ့အချိန်မျက်နှာမှာဘာမှလိမ့်မထားဘဲနဲ့မျက်နှာတစ်ပြီးမှ gym ဆော့ရဲ့နည်းလမ်းမှာခုကျွန်တော်ရှေ့မှာဝင်ပြခဲ့တာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ skin care နဲ့ body care product တွေဖြစ်ပါတယ် over 25အမျိုးသားတွေရေမြများတော့ပါအားကစားလုပ်ပါကျန်းမာရေးကို queue site ပါကျွန်တော်တို့ဒီတက်ပို့ပြီးတော့ကြည့်ကောင်းတဲ့ဒီတက်ပို့ပြီးတော့မိုက်တဲ့ version ဖြစ်တဲ့ဒီအတူတူ grow together ဖြစ်ချင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ